Can to read can ခိုင်းရပေးရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီပေလေးဟာဆိုရင် floor တွေရိုက်မယ်စာလေးတွေဖတ်ပြမယ်တစ်ခါတလေမှာရောက်တဲ့ရလေးတွေတင်မာမှုလို့အပိကြပါအောင်နော်ကဲဒီနေ့ရဲ့ပထမဦးဆုံးအနေနဲ့ကတော့စင်ငေးသူစပယ်ပြူလာဆိုတဲ့စာလေးကိုဖတ်ပြပါမယ်ရှင်စပယ်ပန်းလေးတွေဟာကျန်ငေးသူတယောက်ပါပဲည7ခွဲမှာပန်းမရီလောင်းရင်သူ့ကိုတွေ့လိုက်ရတယ်။ကောင်းငယ်ရဲ့ရင်ခွင်မှာပန်းပွင့်ကားဖြစ်တဲ့ကျယ်လေးရှိတဲ့သူငေးနေတာသူ့ရဲ့ကျယ်လေးဆိုပဲ။ကျွေသားတဲ့ကျယ်ကိုငေးနေတဲ့သူအတွက်တော့ကောင်းကင်မှာဘယ်တော့မှကျယ်ရီရှိမနေခဲ့ဘူး။လမ်းဆွချင်းဟာကျယ်ဖြောက်တရားဆိုပါတော့နှလုံးသားအမာရွေးပေါ်တက်တက်ကြလာတဲ့မျက်ရည်စမ်းမှာအစ်စ်ကိုတတိပါတလားမသိပါကျဲကလေးမသိနိုင်ပါပင်လေကျဲမြေအောင်မှာခယူးခွန်နဲ့ဝင်နေတော့ကျဲကလေးမသိနိုင်ပါသူ့ကိုကျွန်တော်ရှာနေမှကျဲလေးမသိနိုင်ပါစိတ်ထဲပေါင်းမင်းခတ်နေတော်လိုက်များသည်စိတ်ကိုရွေးအောင်ပြူစား၍မရနိုင်ပါစပယ်တင်ခါရကျဲတင်ခါရပါပဲချစ်ချင်းဟာလေးတင်ကမ်းမှာတင်လို့မဖြစ်နိုင်တဲ့ကျိုးမပါတဲ့နေတလက်မြတာစပယ်ပွင့်လေးကြံကြီးတရားမှငြိမ်းချမ်းပါစေငြိမ်းချမ်းပါစေ